CC Passport Channel ပြည်တဲ့ကြီးအားလုံးပဲမင်္ဂလာပါနော်2026ခုနှစ်အာရှဖလားခြေစစ်ပွဲ U19 အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုကြီးပွဲစဉ်များကိုတော့ကျွန်တော်မြန်မာနိုင်ငံကအိမ်ရှင်ဖြစ်ရန်ကုန်မြို့တူဝနအားကစားကွင်းမှာနိုဝင်ဘာလ22ရက်ကနေပြီးတော့30ရက်နေ့ထိလက်ခံကျင်းပသွားမည်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့နိုဝင်ဘာလ22ရက်ညနေ4နာရီမှာလဲမြန်မာ U19 အမျိုးသားဘောလုံးအသင်းနဲ့အာဖဂန်နစ္စတန်အသင်းတို့ကရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်တိုက်ရိုက်ကြည့်ရှုနည်းလေးတွေကိုကျွန်တော်ပြပေးခြင်းပါတယ်ဒီပွဲကိုတိုက်ရိုက်တွားရောက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရန်ကုန်မြို့ကတူဝနအားကစားကွင်းမှာတွားရောက်ပြီးကြည့်ရှုလို့ရပါတယ်ပွဲစဉ်အချိန်လေးကတော့4နာရီဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်မအားလက်ဘူးဒီကွင်းကိုတိုက်ရိုက်တွားရောက်ပြီးတော့ကြည့်ရှုဖို့အဆင်မပြေကြဘူးဆိုရင်တော့ TV ကနေလည်းကြည့်လို့ရပါတယ် TV ကနေပြီးတော့ MRTV HD Channel MRTV Entertainment Channel ပြီးတော့ Reader Channel မှာလည်းပြမယ်လို့သူကြေညာထားတယ်ပေါ့နော်မြန်မာအတန်ရေဒီယိုကလည်းတိုက်ရိုက်နော်ထုတ်လွှင့်မယ်လို့သူတို့ကြေညာထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာသူတို့ရဲ့ကြေညာချက်တစ်ခုပေါ့နော်ဒီပြုံးပလေး sport ဒီလိုပြုံးပလေး sport ဆိုပြီးတော့ဒီမှာ YouTube ပေါ့နော် YouTube ကနေပြီးကျွန်တော်ရှာလိုက်ပေါ့နော် PYONE ပြုံး PNEY play SPORTS ပေါ့ဒီလိုပြုံး play sport မှာနှိပ်ကြည့်တယ်ပေါ့နော်နှိပ်ပြီးတော့သူကဒီမှာ live ဆိုတဲ့နေရာလေးမှာဝင်ကြည့်ရမှာပေါ့နော်အမှဝင်ကြည့်လို့လဲသူ့ရဲ့ကြီးညာချက်အရာပေါ့နော်ကျွန်တော်ကလည်းဒီမှာသူ့ရဲ့ကြီးညာချက်ကိုကျွန်တော်တွေးလိုက်လို့ပြန်ပြီးဝေမျှပေးတာဒီမှာသူကဒီမှာသူတို့ကြီးညာထားတာဒီမှာပြုံး play sport ရယ် reader channel ရယ်ဒီမှာပြုံး play software ပေါ့နော်ပြုံး play software ကတော့လာမှာကျင်းနေတယ်ပြုံး play sport ကတော့ဒီမှာသူတို့ကြီးညာထားတယ်ပေါ့နော်အဲ့အတွက်ပြုံး play sport YouTube channel မှာဝင်ကြည့်လို့ရမယ်ပြုံး play software မှာဝင်ကြည့်လို့ရမယ်ပြီးတော့ရင်ဒီမှာ reader channel ကတော့ TV live မှာကြည့်လို့ရမှာပေါ့နော်ကျွန်တော်ဒါလေးကိုလာပြီးတော့ပြတာပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေနော်